စရာကောင်းတဲ့ကဘာလေးအမောင်ဝင်ကြီးတွေဆိုအရှိကွက်ပြေဝဲရေဒီယိုတန်စင်အဖေစကားတလဲအမေရဲ့တန်လေးကတော့ချူရဲဒီဖေရဲ့မေအကူမရဲ့လေတာယာပြောရွှင်အတူပြတ်တမ်းနေတွေလေရင်ခုန်တန်းတွေကျွန်တော်တို့တည်စေလူကျင်နာဆိုကျွန်တော်အမြဲအားခဲ့မြတ်တာရဲ့လူကရန်တရားတော့ကျွန်တော်ကောင်းကောင်းနာမလဲကျွန်တော်လေးပြောတယ်တူနိုင်မဲ့မြတ်တာရဲ့မေလို့ရရဲ့အစားထိုးမရနိုင်တဲ့ဤမျိုးလေးတစ်ခုကျွန်တော်လွမ်းမိတယ်ဘေးဟာဘေးဝင်းနီးကတတ်တင်စေမိသားစုလေးခိုင်မြဲစေနိုင်ဖို့ကကွယ်ဆောင်ရှောက်ရင်သူချူပန်းတဲ့ဘူးပဲအမေဟာဖေးကိုတွေ့ဘူးဖေးကူစေတူနိုင်မဲ့မြတ်တာဆုံးစီကနေစိတ်ဆိုင်စီစဉ်နေစေအဖေအမေမိသားစုလေးပေါ်ဝဲကြီးမားတဲ့မြတ်တာတွေကျွန်တော်တတိရတယ်ဝိုင်းမှုပြတ်ကျော်လောကရန်ရဲ့ကြမယ်ယုံကြည်ရမှန်မျောရင်အဖေမျောလင်းနေဘဝခီးတဲ့အဖေမေမြတ်တာများကိုအခုတိုင်မမောခဲ့လုံခြုံအေးများသောရင်ကွန်လေးလေကျွန်တော်လွမ်းမိတယ်ကျွန်တော်လေးပြောတယ်ဝင်းနီကတတ်သိစေဒီမိသားစုလေးခိုင်မြဲစေနိုင်ဖို့ကကွယ်ဆောင်ရှောက်ရင်သူချိုးပန်းသေးဘူးပဲအမေဟာဖေးကိုတွေ့ဘူးဖေးကူစေတူနိုင်မဲ့မြတ်တာဆုံးစီကနေစိတ်ဆိုင်စီစဉ်နေစေအမေဟာဖေးပုံလေးကိုချီကနေတဲ့ချင်ပြောင်းဆိုင်နေတဲ့အမေဆုံးမစကားတွေပြောင်းရမှုရှိရ